Okay ကျွန်တော်တို့အစီအစဉ်မှာကိုခိုင်ထူးတော့ကိုကျွန်တော်ကိုခိုင်ထူးကအနှစ်20မကတော့အစိတ်တော့သချင်းဆိုခဲ့တဲ့ပုဂ္ဂိုလ်ပါကျွန်တော်ကနောက်မှဖြစ်မြင်နေပါအဲ့ဒီကျွန်တော်တို့နှစ်20စိတ်တော့သချင်းဆိုခဲ့တဲ့ကျွန်တော်ညီကိုတွေရဲ့နောက်ပိုင်းမှာဆိုကြတဲ့ညီငယ်တွေဓမ္မငယ်ရဲ့ကူညီပံ့ပိုးတဲ့အစီအစဉ်မှာကျွန်တော်ညီငယ်တယောက်ကိုရွေးပြီးဖိတ်ခေါ်ခွင့်ပြုပါတချင်းတွေဆိုခဲ့တဲ့ညီငယ်လေးဇော်ပိုင်ကိုဖိတ်ခေါ်ပါညီငယ်တွေညီမငယ်တွေကူညီပံ့ပိုးတဲ့အစီအစဉ်မှာနောက်ဆုံးအနေနဲ့ကျွန်တော်ညီငယ်တယောက်ကိုရွေးပြီးဖိတ်ခေါ်ခွင့်ပြုပါတချင်းတွေဆိုခဲ့တဲ့ညီငယ်လေးဇော်ပိုင်ကိုဖိတ်ခေါ်ပါတယ်အားလုံးမင်္ဂလာပါ